ကမ္ဘာပေါ်မှာနိုင်ငံအသီးသီးဟာစီးပွားရေးလူမှုရေးနဲ့နိုင်ငံရေးအခြေအနေများအရကွဲပြားမှုများရှိပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကိုတုဒ channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ဗီဒီယိုမှာတော့ကမ္ဘာအစင်းရဲဆုံးနိုင်ငံ၅ခုအကြောင်းကိုလေ့လာတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဤနိုင်ငံများသည်စင်းရဲမွဲတေမှု၊ကျန်းမာရေးနဲ့ပညာရေးအခက်အခဲများကိုရင်ဆိုင်နေရပါတယ်။ပထမဆုံးနိုင်ငံကတော့တောင်ဆူဒန်ဖြစ်ပါတယ်။2011ခုနှစ်မှာလွတ်လပ်ရေးရခဲ့တော့လေတောင်ဆူဒန်သည်ပြည်တွင်းစစ်နဲ့နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့်စီးပွားရေးအရာအလွန်နှိမ့်ကျနေပါတယ်။လူဦးရေ80%ကျော်သည်စင်းရဲမွဲတေမှုအတွင်းနေထိုင်ရပြီးပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုများလည်းအလွန်အားနည်းနေပါတယ်။ဒုတိယနိုင်ငံကတော့ဘူရွန်ဒီဖြစ်ပါတယ်။အရှေ့အာဖရိကတွင်တည်ရှိသောဤနိုင်ငံများသည်ကမ္ဘာအစင်းရဲဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်ပါတယ်။လူဦးရေရဲ့85%ခန့်ဟာစင်းရဲမွဲတေမှုအတွင်းနေထိုင်နေရပြီးစိုက်ပျိုးရေးသည်စီးပွားရေးရဲ့အဓိကအခြေခံပဲဖြစ်ပါတယ်။ပြည်တွင်းစစ်နှင့်နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့်ဖွံ့ဖြိုးတိုးတက်မှုများအလွန်နှေးကွေးနေပါတယ်။တတိယနိုင်ငံကတော့ဗဟိုအာဖရိကသမ္မတနိုင်ငံပဲဖြစ်ပါတယ်။ဤနိုင်ငံသည်ပြည်တွင်းစစ်နှင့်လူမှုရေးမတည်ငြိမ်မှုတို့ကြောင့်ကမ္ဘာအစင်းရဲဆုံးနိုင်ငံများထဲတွင်ပါဝင်နေပါတယ်။လူဦးရေ၏90%ကျော်သည်စင်းရဲမွဲတေမှုအတွင်းနေထိုင်နေရပြီးကျန်းမာရေးနှင့်ပညာရေးစနစ်များလည်းအလွန်အားနည်းနေပါတယ်။စတုတ္ထနိုင်ငံကတော့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံပဲဖြစ်ပါတယ်။တဘာဝတယံဇာတကျွဲဝါတော့လေပြည်တွင်းစစ်နှင့်အုပ်ချုပ်ရေးယုံရင်းမှုတို့ကြောင့်စီးပွားရေးအရာအလွန်နှိမ့်ကျနေပါတယ်။လူဦးရေ၏90%ကျော်သည်စင်းရဲမွဲတေမှုအတွင်းနေထိုင်နေရပြီးပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုများလည်းအလွန်အားနည်းနေပါတယ်။ပြည်စမနိုင်ငံကတော့နိုင်ဂျာဖြစ်ပါတယ်။အာဖရိကနောက်ပိုင်းတွင်တည်ရှိသောဒီနိုင်ငံဟာကမ္ဘာအစင်းရဲဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်ပါတယ်။မိုးခေါင်ရေရှားမှုနဲ့စိုက်ပျိုးရေးအခက်အခဲတို့ကြောင့်စီးပွားရေးအရာအလွန်နှိမ့်ကျနေပါတယ်။လူဦးရေရဲ့40%ကျော်ဟာစင်းရဲမွဲတေမှုအတွင်းနေထိုင်နေရပြီးပညာရေးနဲ့ကျန်းမာရေးစနစ်များလည်းအလွန်အားနည်းနေပါတယ်။ဤနိုင်ငံများသည်အခက်အခဲများကိုရင်ဆိုင်နေရတော့လေလူသားများ၏ဆွဲလုံးလာနှင့်စီးလုံးညီညွတ်မှုတို့သည်အနာဂတ်အတွက်မျှော်လင့်ချက်များကိုဖန်တီးပေးနေပါတယ်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါစေရှင်။ကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းရဲ့အတွက်ကိုရောစိတ်ပါကျန်းမာကြပါစေ။ကျွန်တော်တို့ရဲ့ကိုတုဒ channel လေးကိုလည်း like and subscribe မလုပ်ရသေးရင်လုပ်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါစေရှင်။